ခါတရံမှာဇလန်းကောင်းတစ်ပုတ်ဟာသူရဲကောင်းတယောက်နဲ့ပဲမပြီးမြောက်သွားပါဘူးတချို့ဇလန်းတွေရဲ့အယောင်ဝါဟာဗီလင်တယောက်ရဲ့နေဆိုင်တဲ့စိတ်ခံစားချက်နဲ့ပြုမှုတွေပေါ်မှာမူတည်နေတတ်ပါတယ်ကျွန်တော်တို့အားလုံးငယ်ငယ်ကလေးကကြားဖူးနာဝရှိတဲ့ယာမာယနာဇတ်တော်ဒီဇလန်းကိုယာမာမင်းသားရဲ့ဖြူစင်တဲ့အချစ်ဇလန်းလို့ထင်ကောင်းထင်ကြလိမ့်မယ်ဒါပေမဲ့ဒီဇလန်ရဲ့အခြားတစ်ဖက်မှာအချစ်ကြောက်ပဲသူ့ရဲ့ဘဝတစ်ခုလုံးလောင်ကြီးထပ်ခဲ့တဲ့အချစ်ကြီးသူဗီလင်ကြီးတစ်ယောက်ရှိနေပါတယ်နံပါတ်1ဒတ္တဂီရီရဲ့မျိုးနွယ်နဲ့နောက်ခံသမိုင်းဒတ္တဂီရီကိုလူချမ်းဖြစ်တယ်မကပဲပါရမီရှိတူဖြစ်အရင်ဆုံးပြောပြရပါလိမ့်မယ်ဒတ္တဟာဒရာဗီဒီယန်မျိုးနွယ်စုတစ်ခုဖြစ်တဲ့အရီယန်မျိုးနွယ်ဘဝတူဖြစ်ပါတယ်သူဟာပုံနာမျိုးနွယ်ဖခင်နဲ့ဘလူးမျိုးနွယ်မိခင်တို့ကမွေးဖွားလာတဲ့ပုံနာဘလူးမျိုးရိုးပဲဖြစ်ပါတယ်။ဒါကြောင့်သူဟာဘုသူတ္တကျွယ်ဝသလိုခွန်အားလဲကြီးမားလာပါတယ်။တကယ်တော့ဒတ္တဂီရီမှာခေါင်းဆယ်လုံးရှိတယ်ဆိုတာမဟုတ်ပါဘူး။သူဟာဝေဒာချမ်း၄ခုနဲ့ကျမ်းစာ6ခုစုစုပေါင်း10ခုကိုကျွမ်းကျင်လို့ခေါင်းဆယ်လုံးရှိတယ်လို့တင်စားထားကြတာပါ။တနည်းအားဖြင့်မြန်မာသားခေါ်ဝေါ်ရအတိတ်တရားဟုတ်တိလင်္ကာမြောက်အောင်ရေးသားထားခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ခေါင်းဆယ်လုံးရဲ့အတိတ်ပဲဟာတိပညာရဲ့အထွတ်ထိပ်လို့ဆိုနိုင်ပါတယ်။နောက်ပြီးတော့သူဟာအိန္ဒိယအခေါ်ဝေါ်ရှိဗာမြန်မာလိုတီဝနမင်းကြီးကိုအသေးအတန်ကိုးကွယ်ပြီးဆူတောင်းခဲ့လို့နတ်နဂါဘလူးဘသူကမှသူ့ကိုမတတ်နိုင်တဲ့ဆုကိုရရှိခဲ့သူပါ။ဒတ္တနဲ့ပတ်သက်ပြီးစိတ်ဝင်စားတဲ့အကောင်းဆုံးကသူဟာယာမာမင်းသားကိုအရှုံးပေးလိုက်ရပေမဲ့သူတေခါနေမှာယာမာမင်းသားကိုယ်တိုင်ကသူ့ရဲ့ညီတော်လက္ခဏာကိုဒတ္တစီကနေနိုင်ငံရေးအုပ်ချုပ်ပုံနဲ့ပညာရပ်တွေကိုတွားတင်ယူချေလို့ခိုင်းစေခဲ့ရတဲ့အထိဒတ္တရဲ့အုပ်ချုပ်ရေးပညာနဲ့တိညာဟာကြီးမားခဲ့တာပါဒါပေမဲ့သူ့ရဲ့အဓိကအားနည်းချက်ကတော့မာနာကြီးမားခြင်းနဲ့တက်မဲ့မှုပဲဖြစ်ပါတယ်ဒီအချက်ကပဲနောက်ဆုံးမှသူ့ရဲ့ကြာဆုံးမှုကိုဖြစ်စေခဲ့တာပါဒီနေရာမှာချွင်းချက်အနေနဲ့သူကလူကိုတော့အထင်သေးလို့ချန်လှပ်ထားခဲ့တာဟာသူ့ရဲ့အားနည်းချက်တစ်ခုဖြစ်သွားပါတော့တယ်နံပါတ်2တီတာဒေဝီနဲ့တွေ့ဆုံခြင်းဒတ္တဂီရီရဲ့ဘဝကိုပြောင်းလဲမှုတွေစတင်ပေးတဲ့သူကတော့သူ့ရဲ့နှမဖြစ်သူတုတ်ပနက္ခပဲဖြစ်ပါတယ်နှမဖြစ်သူဟာယာမာမင်းသားကိုချစ်ကြိုက်ရာကနေနှာခေါင်းဖြတ်ရှက်ခွဲခံခဲ့ရပါတယ်အဲ့ဒီချိန်မှာပဲယာဝနခေါ်ဒတ္တဂီရီကနှမဖြစ်သူရဲ့အဆက်နဲ့တိတ်ခါအတွက်ဒေါသမီတဟုံဟုံတောက်လောင်လာခဲ့ပါတယ်ယာမမင်းကဘသူမလို့ငါသွေးသားကိုထိပါရတာလေမင်းကဘယင်လားမင်းသားလားငါကတော့လောကကြီးရဲ့အရှင်သခင်ကွာငါနှမရဲ့အဆက်နဲ့ဂုံတိတ်ခါအတွက်မင်းရဲ့တန်ဖိုးထားဆုံးအရာတစ်ခုငါလက်ထဲကိုခွေးတကောင်လိုဆွဲခေါ်လာပြမယ်ဒါငါရဲ့ကျိန်စာပဲရမငါရဲ့နာကျင်မှုကိုမင်းရဲ့အသက်နဲ့လဲစေရမယ်ဒီလိုနဲ့ဒတ္တဂီရီဟာနှမဖြစ်သူရဲ့အဆက်ခွဲခံရမှုကိုလက်စားချေဖို့တွားရကနေတီတာဒီဝီရဲ့အလှကိုရုတ်တရက်မြင်ပြီးချစ်ကြီးဆွဲလန်းသွားခဲ့ပါတယ်အဲ့ဒီချိန်နေစားပြီးတော့ဒတ္တဂီရီဟာတရားသောနီလန်းနဲ့ဖြစ်စေမတရားသောနီလန်းနဲ့ဖြစ်စေတီတာကိုရယူလိုတဲ့စိတ်ပြင်းပြလာခဲ့ပါတယ်ဒီနေ့မှာတီတာဒီဝီဟာပေါ်ကဥယျာဉ်တော်ထဲမှာပန်းပေါင်းစုံနဲ့ပျော်မြူးစော်ကစားနေချိန်ရုတ်တရက်ရသေးကြီးတစ်ပါးကိုတွေ့လိုက်ရပါတယ်တီတာဒီဝီဟာရသေးရဟန်းကိုတွေ့ရင်မနေနိုင်တဲ့ဘာသာရေးကန်းဆိုင်တဲ့မျိုးသမီးတစ်ယောက်လည်းဖြစ်ပါတယ်ဒတ္တဟာတီတာရဲ့ထိုအားနှစ်ချက်ကိုခွေကောင်းယူပြီးယာမကိုရွှေသမင်နဲ့လှည့်စားပြီးတော့တီတာနဲ့ဝေးရကိုခေါ်ထုတ်သွားခဲ့ပါတယ်အလိုငါသုံးလောကကိုသိမ့်ပိုက်လာခဲ့တယ်ဒါပေမဲ့ဒီမင်းကလေးရဲ့မျက်လုံးတစ်စုံကုန်တော့ငါအနိုင်မတိုက်နိုင်တာဘာကြောင့်လဲ
ရဲ့အလှကလည်းငါရဲ့ဒေါသကိုဝါမျိုးပြစ်နိုင်တယ်ဟုတ်တယ်ဒါဆိုငါရဲ့ရွှေနန်းတော်ကြီးဟာ तू မရှိရင်တင်းကျန်းတစပြင်လို့ဖြစ်နေမှာပဲဟုတ်တယ်မင်းဟာငါအနားမှာရှိရမယ်အေးငါအနားမှာမရှိရင်လည်းမင်းဘသူအနားမှာမှမရှိစေရဘူးထိုခိုက်တတ်မှာပဲပုံနှံယုံဆောင်ထားသောယာဝနဟာတီတာဒေဝီကိုအတင်းအဓမ္မခေါ်ဆောင်သွားခဲ့ပါတယ်ဒါဟာယာဝနခေါ်တတ္တရဲ့အကြဆုံးခြင်းကိုအစားပြုလိုက်ခြင်းပဲဖြစ်ပါတယ်နံပါတ်3တတ္တဂိရိရဲ့အချစ်တွေဗီလင်ပီတာပုံတတ္တဂိရိမှာမိဖုရားကြီးဖြစ်တဲ့မန်ဒေါဒရီအပါဝင်မယားတွေအများကြီးရှိပါတယ်ဒါပေမဲ့တီတာဒေဝီကိုတော့သူကအရှင်သခင်မလို့ကိုးကွယ်ခဲ့တာပါသူဟာကြမ်းတမ်းဆုံးဘလူးမင်းဖြစ်ပေမဲ့တီတာဒေဝီရဲ့သဘောတူညီချက်မရှိပဲလက်ပြားနဲ့တော့မထိခဲ့ပါဘူးအဲ့ဒီခိုက်တတ်မှာပဲတီတာကမျက်ရည်ကျလျက်သူ့ကိုယွန်းရှာသွားကြည့်ခဲ့ပါတယ်တီတာမင်းငိုနေတာလားမင်းရဲ့မျက်ရည်တွေကငါ့ကိုပူပြီးယူတော့စေတယ်တီတာမင်းရဲ့ယာမမင်းကိုလာကယ်နိုင်လိမ့်မယ်လို့ထင်နေတာလားအေးလာခဲ့ရင်တော့ तू နင်းဖြတ်ရမယ်လမ်းကငါမျိုးနွယ်တွေရဲ့အလောင်းတွေနဲ့ခင်းထားတဲ့လမ်းပဲဖြစ်စေရမယ်ငါကမင်းအတွက်ငရဲကိုတော့နိဗ္ဗာန်လွတ်ပေးမဲ့သူပါတီတာဒါသူ့ရဲ့ဂုဏ်သိက္ခာနဲ့အချစ်ကိုပြသခဲ့တာပါတို့ပေမဲ့လည်းတီတာဒေဝီကသူ့ကိုညှင်းပယ်ပြီးယာမကိုသာစောင့်မျှော်နေတာကိုသိလျက်နဲ့တောင်တတ္တဂိရိဟာနောက်မဆုတ်ခဲ့ပါဘူးဒီမဲ့တီတာငါလေရိုးရိုးတည်ရတာထက်မင်းကိုချစ်ရင်းနဲ့ယာမရဲ့မြားချက်နဲ့တည်ရတာငါအတွက်ပုံမြတ်တယ်ဆိုတဲ့ခံယူချက်ငါမှမြဲရှိတယ်ဆိုတာမင်းမှတ်ထားပါတီတာမင်းကငါဖန်ဆီးထားတယ်လို့လောကပြောကြလိမ့်မယ်တကယ်တမ်းတော့မင်းရဲ့အလှတရားတွေကြားမှာတသက်စာအချင်းကျနေတဲ့သူကငါပါတီတာငါပါမင်းကပြောပြမယ်ဆိုရင်လေဒီလင်္ကာဒီပနန်းတော်ကြီးတစ်ခုလုံးကိုမင်းချီမွားအောင်မှာပုံပေးဖို့ငါအစဉ်သင့်ပဲဒီခိုက်တက်ပြီးမှာပဲဟနုမန်ရဲ့မြောက်တပ်တွေကလည်းတီဟိုကျွန်းကိုဖျက်ပြီးလင်္ကာဒီပနန်းတော်စီကိုတီတာဒေဝီကိုကယ်ရင်းယာဝနရဲ့ဘလူးတပ်တွေနဲ့စစ်ပွဲဆင်နွှဲဖို့ရောက်ရှိလာပါတော့တယ်ထို့နောက်စစ်ပွဲပြီးမှာပဲတီဟိုပြည်ရဲ့လင်္ကာဒီပနန်းဆောင်ကြီးသည်လည်းဟနုမန်ရဲ့လက်ချက်ဖြင့်မီးဟုံဟုံတောက်လောင်သွားပါတော့တယ်နံပါတ်4တတ္တဂိရိရဲ့နောက်ဆုံးတိုက်ပွဲနဲ့ကြာဆုံးခြင်းတတ္တဂိရိဟာမိမိရဲ့ညီတော်ဝိပိဒနာသားတော်အိန္ဒြာဇိတနဲ့ဆွေမျိုးတွေတယောက်ပြီးတယောက်တေဆုံးသွားခြင်းမှာတောင်သူဟာတီတာကိုပြန်မပေးခဲ့ပါဘူးကြည်စမ်းတီတာဒါမင်းကိုချစ်လို့မင်းကိုချစ်တဲ့အတွက်ငါပေးဆက်ရတဲ့ပေးဆက်မှုပါပဲငါသားတွေတေးပြီးငါညီတွေတေးပြီးငါရဲ့အင်ပါယာကြီးလည်းပြာဖြစ်နေပြီတို့ပေမဲ့ငါနောင်တမရပါဘူးမင်းကိုပိုင်ဆိုင်ဖို့အတွက်ဆိုရင်လေငါရဲ့နောက်ဆုံးထွက်တဲ့အထိလောကကြီးကိုဖျက်ဆီးပစ်နေအောင်ပါပဲတီတာငါလေးရှာမရဲ့မြားမှန်မှတဲ့မင်းရဲ့အမုန်းတရားနဲ့စူးရှားတဲ့မြဝန်းတစုံဟာငါ့ကိုပိုပြီးတည်စေနိုင်တယ်ဆိုတာနားလည်စမ်းပါတီတာဒီလောကမှာမင်းကိုချစ်တဲ့သူတွေအများကြီးရှိပါတယ်ဒါပေမဲ့မင်းအတွက်နဲ့ငရဲအထိဆင်းရဲတဲ့သူကငါတတ္တဂိရိတယောက်ပဲရှိတယ်ဆိုတာသိထားစမ်းပါတီတာဟုတ်တယ်ငါကဘလူးဆိုတာယာအားလုံးကိုဖျက်ဆီးပြီးမှပိုင်ဆိုင်တတ်တဲ့အမျိုးဟာတီတာ
ဒီလိုနဲ့ तू ဟာလင်္ကာဒီပတ်တကြုံလုံးပျက်စီးသွားပါစေ။ तू ချစ်တဲ့အမျိုးသမီးကိုတော့လက်မလွတ်နိုင်ခဲ့တဲ့အခြေယူဗီလင်ကြီးတစ်ယောက်ဖြစ်နေပါတော့တယ်။ဒီခိုက်တံမှာပဲရှာမရဲ့မြားချက်ကတတဂီရီရဲ့ရင်ဘတ်ကိုဖောက်ထွက်သွားခဲ့ပါတယ်။နောက်ဆုံးမှာရှာမရဲ့မြားချက်နဲ့ဇီဝင်ချွေခဲ့ရပါတယ်။တတဂီရီဟာမြေကြီးပေါ်ကိုဒူးထောက်ကျသွားပြီးတော့ရှုံးနေသူတယောက်လိုမဟုတ်ပဲမန်ပါပါနဲ့တီတာကိုကြည့်နေတုံးပါပဲတီတာငါရှေ့မှာနမင်းတွေဒူးထောက်ရတာဟာငါရဲ့အစွမ်းကြောင့်ဟုတ်တယ်မင်းရှေ့မှာငါဒူးထောက်ရတာကလည်းငါရဲ့အချစ်ကြောင့်ငါရဲ့အသက်နဲ့တည်ခြင်းတရားဟာငါတွေ့ရေးမကြည့်ပါဘူးတီတာမင်းကိုချစ်တဲ့အတွက်ပေးဆက်ရတဲ့ပစ္စည်းလေးတစ်ခုတာငါသဘောထားခဲ့တာပါရှာမမင်းနိုင်ပြီလို့မင်းထင်နေလားမဟုတ်ဘူးနော်ယာမမင်းနိုင်တာကငါရဲ့ခန္ဓာကိုယ်ကိုပဲနိုင်တာပါငါရဲ့အချစ်ကိုတော့မင်းဘယ်တော့မှအနိုင်မရပါဘူးယာမဒီဒါမင်းကိုငါရဲ့ရွှေနန်းတော်ထဲမှာတစ်နှစ်လုံးပိတ်လှောင်ထားခဲ့ပြီမဲ့မင်းရဲ့ဆံပြားတစ်ချက်ကိုတော့ငါမထိခဲ့ပါဘူးနော်ဘာလို့လဲသိလားဘာလို့လဲဆိုတော့ငါကမင်းရဲ့ခန္ဓာကိုယ်ကိုပဲပိုင်ဆိုင်ခြင်းတဲ့ဘလူးမဟုတ်လို့ပဲငါကမင်းရဲ့နှလုံးသားကိုလိုချင်တာဒါပေမဲ့မင်းရဲ့နှလုံးသားကအစာတည်းကငါအတွက်မဟုတ်ခဲ့ပါဘူးအခုငါသေပြီအေးငါသေသွားရင်တော့ကဘာတီတရွေ့နောက်တစ်ချိန်လူတွေရဲ့နှုတ်ဖျားမှာယာမဆိုတဲ့နာမည်ထက်မင်းနာမည်ကိုခေါ်လိုက်တိုင်းမင်းနာမည်ဘေးမှာငါနာမည်ပါနေစေရမယ်တီတာဒါငါရဲ့ကျင်းစာတစ်ခုပါပဲရှားစဝင်တလျှောက်မှာအောင်နိုင်သူတို့ကသာတမိုင်းကိုရေးထိုးခဲ့ကြတော့လေချစ်ချင်းတရားကိုမူရှုံးနေသူတတဂီရီကသာတမိုင်းရေးထိုးခဲ့ပါသည်ယာမ၏မြားချက်ကသူ့ရင်ဘတ်ကိုဖောက်ထွင်းသွားနိုင်တော့လေသူ့ရင်ထဲကတီတာပေါ်ထားတဲ့တစ္ဆာတရားကိုမူမိတိလက်နဲ့မှဖြည့်ဆည်းနိုင်ခြင်းမရှိခဲ့ပြီတတဟာအမားနဲ့အမှန်ကြားမှာသူရှုံးနေခဲ့တော့လေအချစ်ဟူသောစကလုံးအောက်မှာမူသူဒီလေးစားထိုက်ဆုံးလူချမ်းကြီးတူဖြစ်တမိုင်းတွင်ထာဝရကြံရစ်နေပါလိမ့်မယ်လူတွေကသူ့ကိုအနိဋ္ဌာယုံလို့တတ်မှတ်ကြတယ်ဒါပေမဲ့စဉ်းစားကြည့်ပါတလောကလုံးကိုရန်တိုက်မိမိမျိုးနွယ်စုတစ်ခုလုံးကိုစတေးပြီးနောက်ဆုံးကိုယ့်တက်ကိုပါလောင်းကြီးထက်ခဲ့တဲ့ဒီလိုချင်းမျိုးတာမန်လူတွေစီမှာရှိနိုင်ပါမလားအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နောက်ထပ်ဗီဒီယိုလေးမှာထပ်မံတွေ့ဆုံကြမယ်နော်